chất địaရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာပြီဆိုတော့chất địaရှိတဲ့ပုဂ္ဂိုလ်တွေနေထိုင်တဲ့အိမ်ဆန္ဒမူနာပြောရမယ်ဆိုလို့ရှိရင်ဒီခေတ်ဒီကာလမှာလည်းပဲတချို့တော့ဘာသာတရားလေးစားတယ်ဘုရားကိုကြည်ညိုကိုးကြတဲ့အိမ်ကြီးပြည်သားတွေရှိအောင်ရှိတယ်သို့တော်စာပေကျမ်းဂန်ကပဲထုတ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ရသော်ပြလက်ထက်တော်အခါကလာတော့အနာဂတ်တတိကြီးရဲ့အိမ်ဟာတိရိကေဟာလို့ပြောchất địaရှိတဲ့အိမ်ဘာလို့chất địaရှိတဲ့အိမ်ကိုပြောရမလဲအနာဂတ်တတိယသူ့အိမ်မှာနေတဲ့ပုဂ္ဂိုလ်တွေအားလုံးအလုံးသမားကအစအိမ်ရှိလူဘုံနေတယ်ဥပုသ်ဆောင်တယ်ခါချင်းကိုပေးထားပြီးတော့ဥပုသ်နေမှာဥပုသ်ဆောင်အလုံးကိုဥပုသ်ဆောင်ခိုင်းတယ်တရားနာခိုင်းတယ်ကုသိုလ်ကောင်းမှုလုပ်ခိုင်းတယ်အဲ့တော့အိမ်လုံးတဏှီကြီးဖြစ်အောင်မိကိုယ်တိုင်ကလည်းကိုယ်ရဲ့သီလနဲ့ပြည့်စုံတယ်မိရဲ့မိသားစုတွေမကဘူးသူ့အိမ်နဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုယ်ရဲ့သီလနဲ့ပြည့်စုံတိုက်တွန်းနှိုးဆော်နေရှိသူ့မိသားစုတွေမှာသမီးတွေကတော့လိမ္မာတာတွေ့မလိမ္မာတဲ့တာပြောင်ရှိလားမရှိဘူးလားလို့ဆိုရှိအဲ့ဒီမလိမ္မာတဲ့တာကာလလို့ခေါ်တယ်ဒီကာလကိုလည်းပဲကာလဆိုတဲ့သူ့သားကိုလည်းဝိจิตနာပေးပြီးတော့ဘုရားကြောင့်သွားခိုင်းတယ်တရားနာခိုင်းတယ်နောက်ဆုံးမှာတရားမှလာလိုက်ရတော့သူလည်းစိတ်ပြောင်းသွားပြီးတော့တတ်တာဖြစ်ကာလတော့အနာဂတ်တတိအိမ်ဟာတဲ့အိမ်လုံးကိုจิตတိလာနဲ့ပြည့်စုံတယ်ဒါနကောင်းမှုလုပ်ကြတယ်သူ့အတိုင်းအတာလိုက်ဒါနကောင်းမှုလုပ်ကြတယ်ဒါနကိစ္စရောဝေယဝိသတွေတန်ခါဝေယဝိသတွေဆောင်ရွက်ကြတယ်ဥပုဒ်တွေဆိုအထူးတလီ၈ပါးသီလ၆နေကြအလုံးသမားတွေကအစဥပုဒ်တွေ၈ပါးသီလဆောက်ကြအဲ့တော့အနာဂတ်တတိရဲ့အိမ်ဟာတကယ်ကိုသီရိပြောကုသိုလ်ကောင်းမှုတွေနဲ့မှန်းထုတ်ထားလို့စက်တည်ရှိလုံးတဲ့နာနဲ့လုံးတဲ့နာခွဲခြားသိတယ်ပညာရှိလို့လုံးတဲ့နာတွေကိုလုံးလို့အမှားရမရှိတဲ့အိမ်လုံးမှာကုန်ကျက်တွေဖုံးနေတာပေါ့တိရိကေဟာအဲ့တော့ငြိမ်းညွတ်သူငြိမ်းပြုသားတွေလည်းတမျိုးလုံးမလုံးနိုင်တော့ကိုယ်အိမ်လေးကိုတိရိကေ